မိုးရီမိုးရီတောင်ရွှေရင်းစေတမှာဘယ်စုံမှာလောက်ကင်နေတယ်ဆိုတာကိုဒီနဲ့အကိုတို့လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲလေးပြောပြပေးပါဦးဟုတ်ကဲ့ပါကိုကျွန်တော်ကတော့ဒီဇုံဆက်တစ်ကအွန်လိုင်းမြင့်စွာဖြစ်ပါတယ်အဲ့ဒါပိုင်းရှင်းလေးရှိကကိုတို့စုံမှာဖြစ်ပေါ်နေတဲ့ကိစ္စရလေးပြောပြပေးပါကျွန်တော်တင်ပြချင်တာတော့ကိုဒီဆက်ပိုင်းလေးပေါ့နော်ဒီဆက်ပိုင်းလေးကကိုကဆိုလို့ရှိရင်သူတို့ပြောတဲ့ချိန်နဲ့တော်တော်လေးကိုစိုးဝါးရောက်နေပါတယ်ဘလို့စိုးဝါးလဲပြောပြပေးပါဦးကိုဒီလိုရှိရဗျာဒီမိုးရီမိုးမီဒေတာမှာဒီမျိုးသားကြီးပွားတုတ်တဲ့ရဇုံလေးခွဲခြားရတယ်ခင်ဗျတောင်စုံမြောက်စုံဆိုပြီးနှစ်ခုပေါ့နော်အဲ့မှာကျွန်တော်တို့ဇုံနဲ့ဆိုလို့ရှိရင်တော်တော်လမ်းကမ်းဝေးတယ်ဗျအဲ့ဒါကြောင့်မို့ဒီဇုံနှစ်ခုနဲ့ပတ်သက်ပြီးတော့ဘယ်လိုခေါ်မလဲတောင်စုံမြောက်စုံဆိုတော့လုံးရ60ဝန်းကျင်လောက်မှရှိတယ်အဲ့တော့တော်တော်လေးဝေးပါတယ်စင်မပြေဘူးပေါ့ဗျာအကိုတို့ဘယ်လိုဖြစ်စေချင်တာလဲပြောပြပေးပါကျွန်တော်တို့ဒီဇုံလေးခွဲခြားတဲ့နေရာမှာသူတို့ကစာချုပ်ဆိုတဲ့ဆိုရင်9ချက်ခွဲထားတယ်ခင်ဗျ9နေရာခြားလာပြီပေါ့နော်ကိုကနှစ်စုံနဲ့ဖြစ်နေတော့ကျွန်တော်တို့နေရာတော်တော်လေးဝေးတယ်ဝေးတဲ့ခါကျကျွန်တော်ဖြစ်ချင်တဲ့ပုံစံကတော့ကျွန်တော်ဒီထဲမှာလည်းပြောမယ်ဆိုလို့ရှိရင်ဇုံနဲ့ဇုံတယောက်တယောက်သားသာတာကြောက်နီးစတဲ့နေရာလေးတွေမှာခြားလိုက်ပြခြင်းလေခင်ဗျသူတို့ကတတ်မှတ်ပေးတာကဇုံစိတ်ခွဲဆို9နေရာခြားထားပြီးမယ်ဆိုပြီးမဲ့2နေရာပဲပေးသေးတာဟုတ်တယ်ဗျဟုတ်တယ်ဗျဒါကိုတော့ထပ်တောင်းကျန်တဲ့နေရာကိုဆက်လက်စိတ်ခွဲနိုင်မှုတော့တောင်းဆိုတာပေါ့နော်ဟုတ်တယ်ဗျဟုတ်တယ်ကိုနောက်အခုနောက်ဆုံးကိုတို့မှာဖြစ်ပေါ်နေတဲ့အခက်အခဲလေးပြောပြပေးပါကျွန်တော်ကလောဆယ်မှာတော့အခုဖြစ်ပေါ်နေတဲ့အခက်အခဲကတော့ယခုချိန်ထိကြေခွဲခွင့်မရပါဘူးကျွန်တော်ဒီမှာဆက်တွေဆိုတော့လည်းတော်တော်လေးဝေးတဲ့လမ်းကိုရွှေ့ရမှာဖြစ်တယ်ကျွန်တော်တို့လုံးဝလက်မခံဘူးဗျနောက်ဆုံးပြောချင်တဲ့စကားလေးပြောပြပေးနောက်ဆုံးပြောချင်တဲ့အတိုင်းတော့ကျွန်တော်ရခင်တိုင်းကိုယ့်နေရာကိုပဲလုပ်ချင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်